ဒီနေ့တော့ကိုရီးယားလူမျိုးတွေရဲ့အမဲသားကိုဟိမချက်ပဲနဲ့အစိမ့်ဘလို့စားလဲဆိုတာရှင်တို့ကိုကျွန်မပြမယ်ဒါကတော့ကျွန်မယောက်ျားသူတရားထဲအမြဲစားနေကြတာကျွန်မတော့အစိမ့်နေလုံးဝမစားဘူးမစားရဲလို့ဆိုပြီးအဲ့တော့ကိုရီးယားအနှစ်လေးထည့်မယ်ပြီးတော့ကြက်သွန်ဖြူလေးထည့်မယ်ဒါတော့သူလုံနေကြပုံစံပဲကွာဒါထမင်းတုပ်လုပ်လဲဒီအနှစ်လေးထည့်လို့ရရနော်ပြီးတော့တခြားထည့်မယ်သူရဲ့ဟင်းချက်စကေးပေါ့လေဒါကြတော့ယွန်းကျူဆိုရဲဟာယွန်းတူဆိုတဲ့ဟာလေးထည့်မယ်ဒါဂျင်းကန်ချမ်းဆိုတာငံပြာရည်လေးပေါ့လေဒါကြတော့နှမ်းစီလေးထည့်မယ်ပြီးတော့ရေလေးနည်းနည်းလေးထည့်ပြီးတော့ခလောက်လိုက်မယ်အဲ့ဒါပါပဲပြီးရင်တော့အမေသားဟင်းမချက်ထားတဲ့အစိမ်းကိုထည့်မယ်ဒီနေ့ကကျတော့သူအမဲသားကိုတ िश ူးလေးနဲ့သွေးတွေပါတယ်မတုတ်ဘူးပေါ့လေတခြားနေ့တွေဆိုရင်တော့အရန်အယောင်ရဲတဲ့နေ့တွေဆိုရင်တော့ဒီတ िश ူးလေးနဲ့တုတ်လိုက်တဲ့အခါကျသွေးရောင်လေးတွေတော့ထွက်သွားတယ်အဲ့တော့သူကဒါကိုထမင်းနဲ့ဒီတိုင်းစားမှာနော်ဆနာပြောတဲ့ပေါင်ပစ္စည်းလေးနေပြီးတော့ကျမမီးလည်းမမီးကြည့်ဘူးမီးလည်းမမီးရဲကြောက်လို့လေ